So,ဒီမှာကြည့်ရောလေရင်လက်မှတ်ဝယ်ပြီးမှ visa လျှောက်ရမှာလား visa လျှောက်ပြီးမှလေရင်လက်မှတ်ဝယ်ရမှာလားမသိတော့ပြီးတော့ travel insurance ကရောဘယ်ကယူရမှာလဲ အဲ့တော့ကျမလည်းရှာနေရပဲလေအင်တာနက်မှာတယောက်တစ်မျိုးပြောနေကြတာတချို့ကလည်း booking ရင်တင်ရမယ်အလကားနေပတ်စံကုန်သွားပြီဘယ်လိုလုပ်မလဲ မင်းကလည်းနော်ခီးတာသွားကျင်တာဘာမှလည်းရသိတယ်ဦးမရှိဘူးဒီတိုင်းဆိုရင်တော့ငါတို့ခီးကရောက်တော့မှဦးမဟုတ်ကွာတော်ပြီစိတ်ပြတ် နေအောင်ခဏလေးဒီမှာ nice bed travel and tours တဲ့ Facebook မှာပြတက်လာရှန်ကန်ဗီဇာရောလေရင်လက်မှတ်ကော travel insurance ရော one stop service ပေးရ review လေးကောင်းတယ် ဟုတ်လားကွာတနေရာထဲမှာအကုန်လုံးလုပ်ပြီးတော့သိကြဘူးလားမင်းဟာတဲ့အဲ့ဒါဆိုငါတို့ဒီတိုင်းပြောနေတယ်ဆိုလို့ရှိရင်ဂျုံးလိုက်သွားတာပိုကောင်းလိမ့်မယ်စုနော် တာချစ်ကြမယ်လေ အေးသွားမယ် မင်္ဂလာပါရှင်တို့ကလည်းခုကြည့်ပြရ မင်္ဂလာပါညီမလေးအခုတို့ဥရောပခီးစဉ်အတွက်လေလေရင်လက်မှတ်လဲဝယ်မယ်ပြီးရင် travel insurance လဲဝယ်မယ်ကိုတို့ပြီးရင်ဒီရှန်ကန်ဗီဇာလဲရှောက်မယ်အဲ့ဒါလေးတစ်ချက်တော့ပြပြပါ ဟုတ်ကဲ့ပါဒီလိုလေးချက်ကြပါနော်မင်္ဂလာပါရှင် nice fair ကကြိုဆိုပါရရှင်။ဘာများကူညီရပါမလဲရှင်။ထိုင်ပါရှင်။ဟုတ်ကဲ့ကိုနဲ့မှကျမဘာများကူညီဆောင်ရွက်ပေးရပါမလဲရှင် မင်္ဂလာပါညီမလေးဟိုပါလေအခုတို့ဥရောပခီးစဉ်အတွက်လေရင်လက်မှတ်လဲကိုတို့ဝယ်မယ်ပြီးလို့ရှိရင် travel insurance လဲဝယ်မယ်ပြီးလို့ရှိရင်ကိုတို့ဒီရှန်ကန်ဗီဇာလဲရှောက်ရှင်လို့ညီမလေး ။အော်ဟုတ်ကဲ့ကိုစိတ်မပူပါနဲ့ကျမတို့ nice fair မှာကလေ visa အတွက်ကိုအလုံးစုံဆောင်ရွက်ပေးပါရရှင်။ကျမတို့ visa အတွက် embassy မှာသွားပြီးတော့ appointment ယူတာတွေကျမတို့ travel insurance တွေပေါ့နော်။အဲ့ဒါတွေကအစအကုန်ဆောင်ရွက်ပေးပါရရှင်။ သူတို့ကလေဥရောပသွားမှဆိုရှန်ကန်ဗီဇာအတွက်ဗာလေလိုအပ်လည်းမသိဘူး ကိုရိုအနေနဲ့လိုအပ်တဲ့ document တွေကတော့မြန်မာနိုင်ငံကိုပြန်လာမဲ့ရက်မှာ passport သက်တမ်းအနည်းဆုံး6လသက်တမ်းရှိရပါမယ်။ကျမတို့မှတ်ပုံတင်မူရင်း make to notary တကောင်စီရင်မူရင်း make to notary ပြီးသွားရင်တော့ကျမတို့ air ticket ဆိုလဲအကိုတို့အသွားပြန် booking ပေါ့နော် air ticket booking ပါရပါမယ် hotel booking ပါရပါမယ်ရှင့်။ပြီးသွားရင်ဓာတ်ပုံကိုကလာဓာတ်ပုံ2လက်မှပတ်လည် site ကို2ပုံလိုအပ်ပါတယ်ရှင်။ကျမတို့ပိုင်ဆိုင်မှုတွေလည်းပြဖို့လိုအပ်ပါတယ်ရှင့်။ပိုင်ဆိုင်မှုဆိုရင်တော့အင်ချမ်မြေကပိုင်ဆိုင်မှုတစ်ခုခုကိုကျမတို့ပြဖို့လိုအပ်ပါတယ်။ပြီးရင်အကိုတို့အနေနဲ့ invitation letter အဲ့ဒါလိုအပ်တယ်။ပြီးရင် bank statement ပေါ့နော် bank statement ဆိုလဲကျမတို့မူရင်း copy bank certificate မူရင်း copy ဘန်စာအုပ်ဆိုလဲမူရင်း copy ပေါ့နော်။ပြီးသွားရင်တော့ကျမတို့နောက်ဆုံးအနေနဲ့ travel insurance ဒါတွေလိုအပ်ပါတယ်ရှင်။အကိုနဲ့ညီမကိုကျမကနေပြီးတော့ checklist လေးပေးပါမယ်ရှင်။ဒါကတော့ကျမတို့ရဲ့ checklist တွေပါရှင်။အိမ်မှာ Schengen visa အတွက်ဆိုရင်လိုအပ်တာလေးပေါ့နော်။ကျမတို့ documents တွေဗာလေးတွေပေးရမလဲဆိုတာလေးပါပါတယ်ရှင်။ပြီးတော့အခုတို့ဘက်ကနေပြီးတော့မှလိုအပ်တဲ့အရာတွေကိုလည်းဒီဘက် nice fair ကနေပြီးတော့ကျမတို့အပြည့်အဝတာဝန်ယူပြီးတော့မှဆောင်ရွက်ပေးပါမယ်ရှင်။ဟုတ် တွေ့ရစုကိုတို့အိမ်မှာငင်းခုန်လာတဲ့စားလို့ရှိရင် nice ပဲလာနေတာကွက်တီပဲနော်အဆင်ပြေသွားပြီ ဟုတ်တယ်နော် nice bed မှာအလိုက်မှာပဲအဆင်ပြေပါတယ်ဒီလိုမှတိစရရလာလိုက်ကမှာ ဟုတ်ကဲ့ nice bag ကိုယုံကြည်စိတ်ချစွာအားပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် nice bag ကလည်းအကောင်းဆုံးဝန်ဆောင်မှုတွေကိုပေးသွားပါမယ်ရှင်